cái này mình rồi kìa này là biểu đồ chạm này này là biểu đồ thông là bảo vệ bị cái sao lại cố đông tiệt lục bình để bị ở đang bị ở này gì cái gì lại cố không phải nhé tiếng Anh này xí đấy cái cố không phải mà đó không sao không được trong thôi cái đấy là bây giờ mà tháo được nhau con này đấy bà đi đấy mà tháo này rồi cho nó được lưu nhiên này phải bao nhiêu cố không phải xí đấy tu á trong cố để tháo bị là trong cố để mà cố không xí đó không sao không trong thôi tu bây giờ tiếng Anh này cái nào đến này có lại rồiနောက်တစ်နေ့ကိုလိုက်ပဲပြီးတော့သူ့ရဲ့ဒီဘက်မှာကျွန်တော်တို့83ညခွန်ကြီးလို့ထိပ်သီးသုံးလုံးလှဲတယ်နော်သူ့ကောင်က351ဆိုတော့ကကျွန်တော်တို့တနေ့နေ့ကြော်ရင်လိုက်ပေါင်းနေရှိတယ်ပေါ့နော်တထားလိုက်တော့အဲ့ဒီတော့ကျွန်တော်တို့391ဖိန်တဲတယ်9ခွန်ရှိတယ်အဲ့ဒီ9ခွန်လေးကကျွန်တော်တို့ဒီဘက်က869နဲ့တခါနဲ့မှာ931လို့လာပေါက်ပြီးအဲ့9ခွန်လေးကိုပြန်ထည့်တာအဲ့ကျတော့ဆိုလိုရင်းက931လို့ထောက်ပြီးခဲတယ်ဒီဘက်က9ခွန်လေးကဒီ913ဖိန်ရဲ့ဒီဘက်ကိုပြန်ထွက်ခဲ့တာဟုတ်ပြီနော်ပြန်ထွက်ခဲ့တော့သူ့ရဲ့တောင်းမှာရှိတဲ့6333ကသူ့ရှစ်နှစ်ကလာဘယ်နေရာလဲဆိုခုနေကကျွန်တော်တို့83ညခွန်လို့လဲတယ်351ဖိန်တယ်641လို့လဲတဲ့တောင်းကခဏလေးကခုနေနောက်လိုက်ခဲ့တယ်နော်အဲ့ဒါကိုလေးတဲ့အဲ့ဒါကိုလေးတဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီ9ခွန်လေးကိုပြန်ထုတ်ဖို့သူနဲ့အကျင့်ကြိုက်ကရှိတယ်ကျွန်တော်တို့ sorry အဲ့ဒီ9ခွန်နဲ့အကျင့်ကြိုက်ကရှိတဲ့4ခွန်3ဆိုတဲ့ကဏ္ဍကိုတော့တစ်နှစ်ကျော်အရင်ပို့ပြီးတော့မှသူ့ရထောင်မှာ3ခွန်9လို့တောင်းထုတ်ပြီး953ဖိန်တယ်ပြီးရတယ်အဲ့ဒီ9ခွန်လေးကိုပြန်ထုတ်ခဲ့တော့အခုကျွန်တော်တို့ကဒီ953ဖိန်ကို3ခွန်9ဇောင်းထိုးတာနဲ့အကျင့်ကြိုက်ကိုရှိတဲ့151ကိုကျွန်တော်တို့ကအရင်တွေးမှာပြီးတော့သူ့ထက်မှာဗရိတ်နဲ့အဲ့တော့နှစ်ပေါင်းဗရိတ်ခွန်လာပေါ့ဗျာအဲ့နှစ်ဗရိတ်ခွန်ဗရိတ်ကိုရိုက်မှလာ151လာတယ်လို့ကျွန်တော်တို့တွေးယူမှာအဲ့ဆိုဒုတိယတက်က391ဖိန်ပြန်ရအောင်ပြည့်တယ်လိုက်ကိုကြောက်ခွန်တောင်းလို့လည်း89ခွန်ရှိတယ်89ခွန်ရဲ့231ကလည်းနောက်တစ်နှစ်လိုက်ထွက်တာပဲပြီးရင်73ညခွန်ကလေးတယ်သူ့တော့က4ခွန်3ကနောက်တစ်နှစ်လိုက်ပြီးတော့ထွက်တယ်နောက်တစ်နှစ်လိုက်ထွက်တယ်စီချောပေါ့နော်ရှိတယ်ထားလိုက်တော့အဲ့ဒါဆိုရင်ကျွန်တော်တို့လူရင်းနေသွားရအောင်391လို့ထောက်ပြီးကြတယ်89ခွန်လေးနောက်တစ်ခါထွက်တော့ဒီ391ရဲ့ဖိရင်တော့မှာပြန်ထွက်တာဟုတ်ပြီနော်အဲ့ဒီ89ခွန်လေးကိုပြန်ထုတ်ဖို့သူ့ရဲ့အပေါ်တော့ကိုပြေးတက်လိုက်တဲ့364လေးကိုကျွန်တော်တစ်နှစ်ကျော်အရင်လိုက်ပို့ပြီးတော့အဲ့ဒီ364ရဲ့ထောင်းမှာ3ခွန်9ထောင်းထိုးတဲ့935ဖိန်တယ်ပြီးတော့အဲ့ဒီ89ခွန်ဖိန်ကိုပြန်ထုတ်ခဲ့တာနော်အဲ့ဒါဆိုရင်ကျွန်တော်တို့က3ခွန်9ထောင်းထိုးတဲ့935ဖိန်ကနေအချင်းချင်းပြေးတက်လိုက်တဲ့အခုပွဲကိုအပေါ်မှာနေပရိတ်ကြီးအောက်မှာခွန်ပလိဒီဘက်ကတင်ကားတူလို့နာမျိုးဘယ်ကလာနိုင်လဲဆိုတော့ကျွန်တော်တို့ကတွေးယူမှာနော်တွေးယူမှာဆိုတော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့လူရင်းလေးသွားလိုက်တော့အဲ့တုံညခွန်ကိုဇောင်းထိုးတဲ့953ဖိန်ရဲ့တောင်းမှလာတဲ့151ကရှေ့9နှစ်ကျော်က1နှစ်3 4 5 9နှစ်ကျော်ကကဏ္ဍဖြစ်ခဲ့တာဘယ်စီကျော်ကလာတာလဲဆိုတော့3ခွန်9လို့ဇောင်းထိုးတယ်အောက်မှာ900ဆိုတဲ့ဖိန်တဲ့တယ်3ခွန်9ဇောင်းထိုးတဲ့တောင်းက151ကိုကျွန်တော်တို့ကအယိုးရှင်းဆုံးဒီ3ခွန်9ဇောင်းထိုးတဲ့953ဖိန်နဲ့ပြန်ထုတ်မယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီ3ခွန်9 900လို့တည်တဲ့တောင်းမှာတည်တဲ့151ဆိုတဲ့ကဏ္ဍကလည်းရှေ့တစ်နှစ်2နှစ်3နှစ်ကျော်ကလာခဲ့တာခွန်လေးလို့စောင်းပြီးတော့ခွန်လေးစောင်းတဲ့စီကြောရဲ့အပေါ်ကကဏ္ဍနော်အဲ့ဒီမှာဒီထဲမှာလေးခွန်ကစားကွက်တွေကအများကြီးပါလားအများကြီးပါတော့ကျွန်တော်အဲ့အရာလေးကိုကစားပြီးတော့ပြမနေတော့ဘာဖြစ်လို့လဲဆိုတော့ line အခြေအနေရမို့နော်အဲ့ဆိုကျွန်တော်တို့ဒီမှတ်ထားမှာခွန်လေးဆောင်းထိုးတဲ့စီကြောကအထက်ကကဏ္ဍကတစ်နှစ်2နှစ်3နှစ်ကျော်တော့လိုက်ထွက်တယ်
လိုက်တော့တုံညခွန်ကိုကောင်းထိုးတဲ့ထောင်းမှာထွက်ခဲ့တယ်ဟုတ်ပြီအဲ့ဒီကဏ္ဍလေးကိုကျွန်တော်တို့က1နှစ်3 4 5 6 9နှစ်ကျော်တဲ့အချိန်မှာကျွန်တော်တို့ပြန်ထုတ်ချင်တာသူ့ရဲ့ဘဝပရိနှစ်ပရိခံပြီးတော့အဲ့ဒီခွန်ပရိကိုထုတ်ချင်တာအဲ့ဒီအချိန်မှာတုံညခွန်ကိုကောင်းထိုးတဲ့953ပရိနဲ့အချိန်လိုက်ကိုထုတ်ချင်တာဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီဘက်ကမဆိုးရနိုင်လေးသွားတယ်ထင်တာကိုဘက်မှာကျွန်တော်မမကူလည်းမလဲဘလို့မှဆင်မပြေနေခင်တနေ့ကဒီနေ့ဒီစွာရည်လဲနော်ဟုတ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီတုံညခွန်ကိုဆောင်ထုတ်တဲ့953ခရီးနဲ့အချိန်တိုင်းမှာလာမယ်ကဏ္ဍကရှေ့9နှစ်ကျော်က1နှစ်3 4 5 6 9နှစ်ကျော်ကျွန်တော်ဒီကဏ္ဍကိုကြည့်လိုက်ပြီး656ကိုကြည့်လိုက်ပြီးဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အောက်မှာတုံညခွန်ကိုဆောင်ထုတ်ပြီးတော့ထောက်တာလားတည်ထားတယ်နော်သူ့အောက်မှာ900ဆိုတဲ့ကဏ္ဍရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်တုံညခွန်ကိုဆောင်ထုတ်တယ်900ခရီးတည်တယ်သူနဲ့အချိန်ကြီးက656ကလည်းရှေ့1နှစ်2နှစ်3နှစ်ကျော်ကလာခဲ့တာပဲသူကလည်းခွန်လေးဆောင်ထုတ်ခဲ့တဲ့ဒီကြောကနေပြီးတော့စတယ်ကြတဲ့ကဏ္ဍဖြစ်တာဟုတ်ပြီအဲ့ဒါဆိုခွန်လေးလို့ဆောင်ထုတ်တဲ့အပေါ်က966က3နှစ်ကျော်တဲ့အချိန်တုံညခွန်ကိုလို့ဆောင်ထုတ်တောင်းမှာတည်ခဲ့တယ်အဲ့တည်ခဲ့တဲ့656ကိုကျွန်တော်တို့က9နှစ်ကျော်1နှစ်3 4 5 6 9နှစ်ကျော်သူ့ပါဝါဗရိတ်နှစ်လို့ထောက်ထားရဲ့အောက်မှာဗရိတ်ခွန်ဒီတုံညခွန်ကိုဆောင်ထုတ်တဲ့တောင်းမှာပြန်ထုတ်မယ်ဆိုရင်ပြန်ထုတ်မယ်ဆိုရင်အဲ့ကြတော့ကျွန်တော်တို့656ဆိုတဲ့ကဏ္ဍတစ်ခုအဲ့ဒါဆိုအဲ့ဒီကဏ္ဍကိုဘယ်လိုထိုင်မလဲဆိုရင်ကျွန်တော်တို့ယူရဲရင်တော့တစ်ခုတည်းပဲဘာဖြစ်လို့လဲဆိုတော့6ဘိတ်4ချက်တန်းတယ်အဲ့ဒီ6နောက်ဘိတ်ကကျွန်တော်ပြောခဲ့တယ်ထင်ပါတယ်အဲ့ဒီ6ဘိတ်ကနောက်တစ်ခါ6ဘိတ်လို့အဲ့နေတဲ့ကြာရင်ဗရိတ်6နဲ့အခါဒီ6ဘိတ်ကလည်းအဲ့နေတဲ့မှာ6ဘိတ်လို့ကြာရင်ဗရိတ်တုံညနဲ့အဲ့ဒါဆိုဟုတ်ပြီဒီ6ဘိတ်ကနောက်တစ်ခါ6ဘိတ်လို့ကြာလိုက်တာနဲ့ဗရိတ်1နဲ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ6ဘိတ်ကနောက်တစ်ခါ6ဘိတ်လို့ကြာရင်ဗရိတ်2နဲ့လို့ခေါ်ထားတာဒီမှာကြာသွားပြီနော်ကျွန်တော်တို့မြင်ထားတာက6ဘိတ်လို့ကြာလိုက်တာနဲ့ဗရိတ်9ရဲ့ထောင်းမှာဗရိတ်9ရဲ့ထောင်းမှာအဲ့ဒါဆိုရင်6ဘိတ်ကနောက်တစ်ခါကစားရင်ဗရိတ်9ရဲ့ထောင်းမှာနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဗရိတ်9ရဲ့ထောင်းမှာပေါ့6ဘိတ်နဲ့ဗရိတ်2ကစားမယ်ဆိုပြီးတော့နော်တည်ထားတဲ့အတွေးလိုက်နဲ့ပေါ့တော့ခွန်ရှိ9လို့စပြီးတော့ပိတ်ခဲ့တယ်ဘုဒ္ဓကိုကခွန်ရှိ9လို့တောင်းပြီးဗရိတ်2နဲ့ပိတ်သွားတယ်ဟာတော့အဲ့ဒါဆို9ရဲ့လက်က6အဲ့ဒီနေတဲ့မှာ9ရဲ့လက်က6လို့စပိတ်လိုက်တာနဲ့ဗရိတ်6နဲ့နော်အဲ့ဆိုဒီနေ့ထဲမှာ9ရဲ့လက်က6လို့ပိတ်လိုက်တာနဲ့ဗရိတ်9နဲ့အဲ့ဆိုရင်ကျွန်တော်တို့9ရဲ့လက်က6လို့ပိတ်လိုက်တာနဲ့ဗရိတ်4နဲ့အဲ့ဒါဆိုဒီနေ့ထဲမှာ6လို့စပိတ်ရင်ကျွန်တော်တို့ကဗရိတ်3နဲ့ပိတ်ချင်တာပါဆိုတော့ကျွန်တော်တို့ကရှင်းရှင်းလေးပဲဒီနေရာမှာဒီကဏ္ဍမျိုးက665ဆိုတဲ့ကဏ္ဍမျိုးကျွန်တော်တို့တစ်ခွက်သေးကိုတည်ထိုးလို့ရတယ်နော်တည်ထိုးလို့ရတယ်အဲ့ဒီကြတော့665ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်တည်ပေးလိုက်တယ်နော်တည်ပေးလိုက်တော့